အနေထိုင်မတက်လို့ရှိရင်တော့မင်းဆိုတဲ့ကောင်လမ်းပေါ်ကနေမြောင်းနဲ့ရောက်သွားနိုင်တယ်ကိုကြီးလုံးမသွားသေးဘူးလား ဟောညီမလေးစိုးရင်လို့နေရလား ဟုတ်တယ် ဒီနေ့တင်တန်းပိတ်တဲ့ဟာကိုအလှတွေပြင်ပြီးတော့ဘယ်သွားမလို့လဲ ဒီနေ့တင်းနဲ့ပိတ်တာဆိုတော့အိမ်မနေရပြင်းလို့လေကိုကြီးနဲ့လှုပ်လိုက်ခဲ့မလို့ ကိုကြီးနဲ့ဆိုင်အောင်လိုက်ချင်တာလား ဟုတ်တယ် ဘာလိုက်လို့မလဲညီမလေးရဲ့နားရလေကိုယ့်ဘက်ကိုအေးစေးနားပေါ့အိမ်မှာ ဟာကိုကြီးကလည်းအိမ်မနေရပြင်းလို့ကိုကြီးနဲ့လိုက်ချင်လို့နော် တဘောဘာပဲပြောညီမလေးတို့တွေ့ကြုံရတာပေါ့လိုက်ခဲ့လေနော် ဟေးဒါမှတော့ကိုကြီး အဲ့ဒါသွားကြမယ်လေကို ဟေးသွားကြမယ် let's go ဟိုင်ကိုကြီးတနည်းပဲ အော်ရပါရဲ့ညီမလေးလာ လာပါဆရာ အေးမင်္ဂလာပါ ကဲမင်္ဂလာပါ မင်္ဂလာ အော်မမလေးလေးပါလားဟုတ် ဟုတ်တယ်ဒီတင်းနဲ့ပိတ်လို့လေဟောပြီးတော့ပစ္စည်းလေးကြားရဆိုလို့ပြပြအောင်နော်မ ကဲ့ပါမ အမလေး तू ကလည်းသူ့ကြံတဲ့သူကိုလာတော့မယ်ဟာမိုင်းလာဖေးကိုအေးဘေးလုံးလောက်အောင်နော်ဟောမလေးပြီးရင်ကလေးတွေကိုကိုကြီးကိုကော်ဖီတစ်ခွက်လောက်လာပို့ခိုင်းလိုက်အောင်နော် အဲ့ဒီမှာလေးကော်ဖီကွက်မိုင်းနေပစ္စည်းလေးဝင်ကြည့်လိုက်မယ်နော် အေးပါသဘောသွားကြည့်တာ င်္ဂလာပါမလေး မင်္ဂလာပါညီဟောဒါလေးအတိတ်ကြာရှင်အဲ့ဒါလေးပြပြအောင်နော်နားစိတ်ငကလေးလေးတက်ရောက်တယ်ဗျ အဲ့မလိုက်ပြပြီနော် မလေးဒီမလေးငကတက်တယ် ဒါလေးလိုက်နော်ဒါလေးလာတာပဲဒါလေးမမဖဲထားပြီနော်ညီမလေး ဟုတ်မ ဒါလေးကြိုက် င်္ဂလာပါကို ဟိုက်မင်္ဂလာပါညီမလေး အော်ဟိုနေ့ကကိုပဲ ဟောချေ ဘာလဲဟိုနေ့ကကြွေးလာယူရလား မဟုတ်ပါဘူးကွာမင်းကစောင့်နေတာမတွေ့ရနဲ့ဟာဆိုင်လေးပစ္စည်းလေးကြည်နေလာလိုက်တာဟုတ်တယ်ဒီနေ့ကတင်းနဲ့ပိတ်ရက်ဆိုတော့လေမနက်ကကိုကြီးနဲ့တူလက်လာခဲ့ရတီး ဟမ်ကိုကြီး อืม ကိုကြီးဆိုတာ ကိုကြီးဆိုတာဂျဲရဲ့အချစ်အဆုံးတော့ကိုပေါ့ ဩဟိုကလေချစ်ချာလေးဆိုတော့ကိုကြီးရတယ်တော်တော်ချစ်မှာပဲနော် ဟုတ်ကဲ့ချစ်တာမှတုံးနေရမယ် ဟုတ်ပါပြီဗျာဟုတ်ပါပြီ ညီမလေးဘာလုပ်နေလဲ ဟောမိတ်ဆက်ပြရအောင်မယ်ဒါဟိုနေ့ကညီမလေးကိုညီရဲ့ကိုဆိုတာလေ ဟုတ်ကူကျွန်တော်နာမည်အကောင် ဒါညီမရဲ့အချစ်အဆုံးတော့ကိုဆိုတာပေါ့ ဟောဟုတ်တွေ့ရတာမှသာပါလေ ဟောညီမလေးခုံပေါ်မှာကိုကြီးပစ္စည်းတစ်ယောက်ထားတာလေးရှိလို့တစ်ချက်သွားစစ်ပေးပါလား ကိုကြီးဒီမှာဧည့်သည် ကိုကြီးခန်းတာရင်လို့ပါဒီရက်တည်းကိုကြီးအခမ်းထားပေးမယ်နော်သွား သွားလိုက်မယ်နော်ကို ရော့မင်းကူညီထားတာထက်ငါအစပေါင်းများစွာပေးထားတယ်မကျင်နဲ့မယ်လို့ထင်ပါတယ် ဟုတ်တယ်ကိုကျွန်တော်ကူညီခဲ့တယ်ဆိုတာစေနာတန်းတန်းနဲ့ကူညီခဲ့တာနော် ဘာစေတနာမင်းပြောတဲ့စေတနာတတ်တတ်နေတဲ့မှာကာလာတွေပါနေတယ်ဆိုတော့ငါကောင်းကောင်းနားနေတယ်ပေါ့ပြီးတော့လူဆိုတာကိုယ်ပုံစံကိုယ်စရိုက်ကိုယ်ပတ်ဝန်းကျင်ကိုယ်နဲ့သက်ဆိုင်တဲ့နေရာမှာနေတတ်ရတယ်ပေါ့အနေထိုင်မတက်လို့ရှိရင်တော့မင်းဆိုတဲ့ကောင်လမ်းပေါ်ကနေမြောင်းနဲ့ရောက်သွားနိုင်တယ် ခင်ဗျားပေးတဲ့ငွေမှာချုပ်တော့လေတညအတုံးစီပဲရှိ အဲ့ဒါမင်းအကြောင်းလေးကွာငါဂိမ်းဆိုင်တာငါညီမနာကိုမင်းမကက်နဲ့အဲ့ဒါပဲငါလိုချင်တာ ကျုပ်ကလည်း
ခင်ဗျားတခုတော့မှာခဲ့ခင်ဗျားမကန့်နဲ့ဆိုရဲခင်ဗျားရဲ့ညီမပိုက်သိမ်းများ ဒီကောင်ကွာမင်းကမကြည့်တာလေကိုလို့ကိုလို့လူ ဟုတ်ကောင်းတယ်